သူ့ရဲ့နာမည်ကတော့မဆူကာဇဲဖြစ်ပြီးဒီနေ့ကသူ့ရဲ့ပထမဆုံးရိုင်မွန်အထက်တန်းကျောင်းမှာကျောင်းတက်ရမယ့်နေ့ဖြစ်ပါတယ်။သူဟာဘောလုံးကစားရတာကိုအလွန်နှစ်သက်ပြီးသူ့ရဲ့အိမ်မက်ကတော့ရိုင်မွန်အထက်တန်းကျောင်းရဲ့ဘောလုံးကလပ်မှာပါဝင်ကစားချင်တာပါ။ဒီလိုနဲ့သူကကျောင်းကိုရောက်တဲ့အခါမှာတော့ရိုင်မွန်ဘောလုံးကလပ်ကအကြံပေးဖြစ်တဲ့ဦးတိုနာရှီနဲ့တွေ့ပါတယ်။ဦးတိုနာရှီကမဆူကာဇဲကိုရိုင်မွန်အထက်တန်းကျောင်းရဲ့ဘောလုံးကလပ်ကိုလိုက်ပြီးတော့ပြပေးပါတယ်။ဦးတိုနာရှီကသူဟာရိုင်မွန်ဘောလုံးကလပ်ရဲ့အကြံပေးဖြစ်ကြောင်းမိတ်ဆက်လိုက်ပြီးမဆူကာဇဲကိုဘာကိစ္စရှိလို့လဲလို့မေးပါတယ်။မဆူကာဇဲကသူဟာရိုင်မွန်ဘောလုံးကလပ်မှာပါဝင်ခြင်းကြောင်းပြောတဲ့အတွက်ဦးတိုနာရှီကလက်ခံလိုက်ပါတယ်။တစ်ဖက်ကကျောင်းအုပ်ကြီးရုံးခန်းမှာတော့ရိုင်မွန်ဘောလုံးအသင်းရဲ့နီးပြခူတို့ကသူဟာနီးပြအဖြစ်ကနေနှုတ်ထွက်တော့မယ်လို့ပြောနေပါတယ်။အဲ့အချိန်မှာဆရာတယောက်ကအရေးတကြီးဝင်လာပြီးတော့ဘောလုံးကွင်းမှာပြဿနာတစ်ခုဖြစ်နေတဲ့အတွက်လိုက်ပြီးဖြေရှင်းပေးဖို့နီးပြခူတို့ကိုခေါ်ပါတယ်။မဆူကာဇဲနဲ့ဦးတိုနာရှီတို့လည်းလေ့ကျင့်ရေးလုပ်နေကြတဲ့အသင်းသားတွေကိုကြည့်ဖို့အတွက်ဘောလုံးကွင်းကိုသွားပါတယ်။ဘောလုံးကွင်းမှာတော့လူတစ်ယောက်ကရိုင်မွန်အသင်းသားတွေအကုန်လုံးကိုထိခိုက်နာကျင်စေပြီးမထနိုင်အောင်လှုပ်ထားတာကိုတွေ့ရပါတယ်။အင်ဂျီခရမ်းစပင်အပြာနဲ့သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိနေတဲ့လူရဲ့နာမည်ကတော့ဆူရူပကီလို့ခေါ်ပါတယ်။ဦးတိုနာရှီနဲ့မဆူကာဇဲတို့လည်းဘောလုံးကွင်းကိုရောက်တော့ရိုင်မွန်အသင်းသားတွေအကုန်လုံးမှောက်နေတာကိုတွေ့လိုက်ရတဲ့အတွက်အံ့ဩသွားကြပါတယ်။ဦးတိုနာရှီကဆူရူကီစီသွားပြီးတော့သူ့ရဲ့လုပ်ရက်ကရန်ဖြစ်တာနဲ့တူတယ်လို့ပြောပါတယ်။အဲ့အချိန်မှာအသင်းသားတစ်ယောက်ကသူကကျွန်တော်တို့ကိုလက်နဲ့လုံးဝမထိပဲဘောလုံးတစ်လုံးနဲ့တင်ဒီလိုဖြစ်အောင်လုပ်လိုက်တာလို့ပြောပါတယ်။အသင်းသားကဆူရူကီကိုဘာရည်ရွယ်ချက်နဲ့သူတို့ကိုဒီလိုလုပ်တာလဲလို့မေးပါတယ်။ဆူရူကီကဘောလုံးဆိုတာဘယ်သူမှမလိုအပ်ဘူးအဲ့ဒါကြောင့်ဖျက်ဆီးနေတာလို့ပြောပါတယ်။ဦးတိုနာရှီကတော့ဆူရူကီကဘောလုံးကိုစန့်ကျင်နေတဲ့လူတစ်ယောက်လို့ထင်လိုက်ပါတယ်။ဆူရူကီရဲ့စကားကိုမကျေနပ်တဲ့မဆူကာဇဲကဘောလုံးဆိုတာပေါ့ပေါ့တန်တန်မဟုတ်ဘူးဘောလုံးဆိုတာအချိန်ဖြုံးနေတာမဟုတ်ဘူးဘောလုံးကိုလိုအပ်ကြတယ်လို့ပြောပါတယ်။မဆူကာဇဲရဲ့စကားကိုကြားတော့ဆူရူကီကဘောလုံးအကြောင်းကိုအဲ့လောက်နားလည်နေရင်သူ့ခြေထောက်အောက်ကဘောလုံးကိုလူဖို့စိန်ခေါ်ပါတယ်။တကယ်လို့လူနိုင်ရင်ဘောလုံးကလပ်ကိုခွင့်ပြုပေးပြီးမလူနိုင်ခဲ့ရင်တော့ဘောလုံးကလပ်ကပြီးသွားပြီလို့ပြောပါတယ်။မဆူကာဇဲကလည်းလက်ခံလိုက်ပြီးပြိုင်ပွဲစတဲ့အချိန်မှာတော့မဆူကာဇဲကဆူရူကီစီကဘောလုံးကိုရအောင်လူပေးမဲ့ဘလို့မှလူလို့မရပါဘူး။ဆူရူကီကမဆူကာဇဲရဲ့ခြေထောက်တွေလက်တွေမျက်နှာတွေကိုဘောလုံးနဲ့ကန်ပေးမဲ့မဆူကာဇဲကတော့အရှုံးမပေးဘဲဆက်ပြီးတော့လိုက်လူနေတာဖြစ်ပါတယ်။ဒါကြောင့်စိတ်မရှိတော့တဲ့ဆူရူကီကကစားပွဲကိုအဆုံးသတ်လိုက်ရအောင်လို့ပြောလိုက်တဲ့အချိန်သားကိုသတိထားမိသွားတဲ့ရိုင်မွန်အသင်းသားတစ်ယောက်ကသူကကျွန်တော်တို့ကိုရှုံးနေအောင်လုပ်ခဲ့တဲ့အကွက်ကိုထုတ်သုံးတော့မယ်လို့ပြောလိုက်ပါတယ်။ဆူရူကီကသူ့ရဲ့တေမင်းတမန်ဓာတ်လို့နာမည်ပေးထားတဲ့စွမ်းအားနဲ့ဘောလုံးကိုမဆူကာဇဲစီကိုကန်လိုက်ပါတယ်။မဆူကာဇဲကလည်းသူမှရှိသမျှအစွမ်းနဲ့ဘောလုံးကိုရအောင်တားပြမယ်လို့ပြောလိုက်တဲ့အချိန်မှာသူ့ရဲ့မျက်လုံးထဲကနေအတိတ်ကမြင်ကွင်းတစ်ခုပြန်ပေါ်လာပါတယ်။ဒါကတော့သူငယ်ငယ်တုန်းကခွေးလေးတစ်ကောင်ကိုကဲတင်နေတော့သူ့ဘော်ကိုတစ်သားချောင်းကြီးပြိုကျတော့မဲ့အချိန်မှာလူတစ်ယောက်ကအဲ့ဒီတစ်သားချောင်းကြီးကိုဘောလုံးနဲ့ကန်ပြီးသူ့အသက်ကိုကဲတင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလူကန်လိုက်တဲ့ဘောလုံးမှာတော့ရိုင်းမွန်ကျောင်းရဲ့တစိမ့်ရှိပြီးသူကအဲ့ဒီလူကြောင့်ဘောလုံးကန်ရတာကိုနှစ်သက်ခဲ့တာဖြစ်ပြီးတော့သူ့ရဲ့အိမ်မက်ကတော့ငငယ်တည်းကရိုင်မွန်ကျောင်းရဲ့ဘောလုံးကလပ်မှာကစားချင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့်သူကဘလောက်ပဲခံရပါစေအရှုံးမပေးဘူးဆိုတဲ့စကားနဲ့အတူသူ့ရဲ့ခန္ဓာကိုယ်ထဲကနေဘာမှမသိတဲ့စွမ်းအားတစ်မျိုးထွက်လာပြီးဘောလုံးကိုဟန်တားနိုင်ခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ဆူရူကီရိုင်မွန်အသင်းသားတွေနဲ့နီးပြခူတို့ကအံ့ဩသွားကြပါတယ်။သူ့ရဲ့ဘောလုံးကိုတားနိုင်ခဲ့တဲ့မဆူကာဇဲကိုမကျေနပ်တဲ့ဆူရူကီကဘောလုံးတစ်လုံးနဲ့ထပ်ပြီးတော့ကန်လိုက်ပါတယ်။ဦးတိုနာရှီကမလုပ်ဖို့ပြောပေမဲ့အချိန်မမီလိုက်ပဲဆူရူကီကကန်လိုက်ပါတယ်။အဲ့ဒီအချိန်ဆူရူကီကန်လိုက်တဲ့ဘောလုံးကိုနောက်ဘောလုံးတစ်လုံးကလမ်းကြောင်းလွှဲအောင်ကန်လိုက်ပါတယ်။အဲ့ဒါကိုမြင်လိုက်ရတဲ့ဦးတိုနာရှီမဆူကာဇဲနဲ့ဆူရူကီတို့လည်းထပ်မံအံ့ဩသွားရပြန်ပါတယ်။ဘောလုံးကိုကန်လိုက်တဲ့လူကတော့ရိုင်းမွန်ဘောလုံးလက်ရွေးစင်အသင်းကအသင်းကောင်းဆောင်ရှင်တို့ပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့အပိုင်းမှာဆူရူကီအနိုင်ယူခဲ့တဲ့အသင်းကတော့ရိုင်းမွန်ဘောလုံးကလပ်ရဲ့ဒုတိယအသင်းပဲဖြစ်ပါတယ်။နီးပြကူတို့ကရှင်တို့ကိုဆူရူကီကတက်စိန်ငါးကပိုးလိုက်တဲ့လူလို့ပြောရပါတယ်။ရှင်တို့ကဆူရူကီကိုဒီကိုဘာရည်ရွယ်ချက်နဲ့လာတာလဲလို့မေးပါတယ်။ဆူရူကီကရိုင်မွန်ဘောလုံးအသင်းကိုပုံစံပြောင်းဖို့လာတာလို့ပြောပြီးတော့သူ့အသစ်ဖွဲ့စည်းထားတဲ့ရိုင်မွန်ဘောလုံးကလပ်ရဲ့လက်ရွေးစင်အသင်းကိုလည်းပြလိုက်ပါတယ်။ဆူရူကီကဘောလုံးပြိုင်ပွဲတစ်ခုလုပ်ပြီးတကယ်လို့ရိုင်မွန်အသင်းရှုံးခဲ့ရင်တော့အသင်းကိုဖျက်သိမ်းပေးရမယ်လို့ပြောပါတယ်။ရှင်တို့ကလည်းလက်ခံလိုက်ပြီးဒီလိုနဲ့ဆူရူကီရဲ့အနက်ရောင်သူရဲကောင်းအသင်းနဲ့ရှင်တို့ရဲ့ရိုင်မွန်လက်ရွေးစင်အသင်းတို့ရဲ့ဘောလုံးပွဲကစပါတယ်။ပွဲစတာနဲ့ရှင်တို့နဲ့မီနာမီဆာဝါတို့ကအတွဲညီညီနဲ့အနက်ရောင်သူရဲကောင်းအသင်းကိုစပြီးတော့တိုက်စစ်ဆင်ပါတယ်။ရှင်တို့ကွင်းလယ်ကိုချပေးတဲ့ဘောလုံးကိုမီနာမီဆာဝါကဂိုးပေါက်ကိုတန်းပြီးတော့ကန်လိုက်ပါတယ်။ရိုင်မွန်အသင်းကတော့ဂိုးပြီးထင်လိုက်ပေမဲ့အနက်ရောင်သူရဲကောင်းအသင်းရဲ့ဂိုးသမားကတော့အေးအေးဆေးဆေးပဲလက်တစ်ဖက်ထဲနဲ့ဖမ်းပြလိုက်ပါတယ်။
ဒီလိုနဲ့အနက်ရောင်သူရဲကောင်းအသင်းရဲ့တံပြန်တိုက်စစ်ကစပါတယ်အနက်ရောင်သူရဲကောင်းအသင်းကအလင်းအမြန်ပဲတယောက်နဲ့တယောက်မြေမကျဘောလုံးပေးပို့ပြီးတော့အချိန်ခဏအတွင်းမှာရိုင်မွန်အသင်းကိုဂိုးသွင်းလိုက်ပါတယ်ဒီလိုနဲ့အနက်ရောင်သူရဲကောင်းအသင်းကတကူအသာနဲ့ရိုင်မွန်အသင်းကိုဥဆောင်နေပါတယ်ပွဲပြန်စတဲ့အချိန်မှာလဲဆူရူကီကရိုင်မွန်အသင်းစီကဘောလုံးကိုလူပြီးလျင်မြန်တဲ့အချိန်နဲ့ရိုင်မွန်တသင်းလုံးကိုကြော်ဖြတ်ပြီးတော့လိန်ခောက်သွားပါတယ်ဂိုးအေရီးယာရောက်တော့သူ့ရဲ့တေမင်းတမန်သားနဲ့ဂိုးပေါက်စီကိုကန်လိုက်ပါတယ်ရိုင်မွန်ဘောလုံးအသင်းရဲ့ဂိုးသမားဆန်ကိုကူကလည်းဒီတစ်ခါတော့မကိုးစေရဘူးဆိုပြီးတော့သူ့ရဲ့လောင်မြိုက်ဖန်ဘောနဲ့ဘောလုံးကိုတားပါတယ်သူ့အစွမ်းနဲ့ဘောလုံးကိုတားပေမဲ့ဘလို့မှတားလို့မရပဲဘောလုံးကသူ့လက်ထဲကလွတ်ထွက်ပြီးတော့ဂိုးသွားပါတယ်ပရီးမီးယားလိဂ်မှာလီဗာပူးကမန်ယူကို7-0နဲ့တီးခဲ့ပေမဲ့အခုအနက်ရောင်သူရဲကောင်းအသင်းကတော့ရိုင်မွန်အသင်းကိုတန်းစီးနဲ့အသေးတီးနေပါတယ်ဒါကိုမြင်တဲ့မဆူကာဇဲကတော့နီးပြကိုတခုခုလုပ်ဖို့ပြောပါတယ်နီးပြကတော့တခုခုလုပ်ရမှာသူ့ရဲ့အလုပ်မဟုတ်ပဲကစားသမားတွေရဲ့အလုပ်လို့ပြောပါတယ်ခူတိုကရိုင်မွန်ဘောလုံးကလပ်ထဲကိုဝင်ချင်နေတဲ့မဆူကာဇဲကိုအခုအစမ်းခန့်ကြည့်မယ်လို့ပြောပြီးတော့မီနာမီဆာဝါနေရာမှာမဆူကာဇဲကိုလူစားလဲလိုက်ပါတယ်တငယ်ငယ်ကလေးကအမြဲကစားချင်ခဲ့တဲ့အသင်းမှာကစားခွင့်ရတဲ့မဆူကာဇဲကသူချစ်တဲ့ဘောလုံးကိုကာကွယ်ဖို့အတွက်ဆူရူကီကဘောလုံးကိုလူပါတယ်ဒါပေမဲ့ဆူရူကီကတော့ရိုင်မွန်အသင်းသားတယောက်ချင်းစီကိုဘောလုံးနဲ့ထိခိုက်နာကျင်ပြီးမထနိုင်အောင်လုပ်ပါတယ်နောက်ဆုံးမဆူကာဇဲတယောက်ပဲကြံခဲ့ပေမဲ့မဆူကာဇဲကတော့ဆူရူကီစီကဘောလုံးကိုဆက်ပြီးတော့လူနေပါတယ်တကယ်တော့တက်စိတ်ငါဆိုတာဂျပန်နိုင်ငံကအကောင်းဆုံးကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့အသင်းဖြစ်ပြီးတော့သူတို့ရဲ့ရည်ရွယ်ချက်ကတော့ဂျပန်နိုင်ငံမှာရှိတဲ့အသင်းသားတွေကိုချုပ်ကင်ဖို့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်ရှင်တိုကလည်းဆူရူကီစီကဘောလုံးကိုလူပေမဲ့လည်းလူလို့မရပါဘူးအသင်းသားတယောက်ကတော့သူကဆက်မကစားနိုင်တော့ဘူးလို့ပြောပြီးတော့ပြိုင်ပွဲကနေထွက်သွားပါတယ်ဆူရူကီကမဆူကာဇဲကိုရိုင်မွန်အသင်းကဒီလောက်ပဲလားလို့မေးပေမဲ့ဆူရူကီစီကဘောလုံးကိုရသွားတဲ့မဆူကာဇဲကတော့အရှုံးမပေးဘဲအနက်ရောင်သူရဲကောင်းတသင်းလုံးကိုကြော်ဖြတ်ပြီးတော့လိန်ခောက်သွားပါတယ်မဆူကာဇဲကဂိုးအေရီးယာကိုရောက်ပေမဲ့ဂိုးမသွင်းပဲဘောလုံးကိုဆွဲပြီးတော့ပြန်ပြေးလာပါတယ်အသင်းသားတွေကတော့သူတို့ကိုဘောလုံးပေးဖို့ပြောပေမဲ့မဆူကာဇဲကတော့ဘသူကိုမှဘောလုံးမပေးဘဲသူတယောက်တည်းဘောလုံးကိုဆွဲပြီးတော့ပြေးနေပါတယ်အသင်းသားတွေကတော့နားမလည်ပေမဲ့ခူတိုကတော့မဆူကာဇဲကသူအသင်းသားတွေနာနေတာကိုသိလို့သူတယောက်တည်းဘောလုံးကိုဆွဲပြီးတော့အချိန်ပြည့်တဲ့အထိပြေးနေတာလို့ပြောပါတယ်ဒါကိုသိတဲ့ဆူရှာကီကလည်းသူ့အသင်းသားတွေနဲ့မဆူကာဇဲပြေးလို့မရအောင်ပိတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာဆူရူကီကအင်အားကြီးမှလာတဲ့ Everett ဆိုတာကိုပြပါတယ် Everett ဆိုတာစွမ်းအားအများကြီးရှိမှထုတ်နိုင်တဲ့အရာဖြစ်ပြီးတော့ပုံမှန်ဆိုရင်တာမန်မျက်စိနဲ့မမြင်ရပါဘူးဒါပေမဲ့အစွမ်းတွေကိုကျွမ်းကျင်သုံးနိုင်မယ်ဆိုရင်တော့အားလုံးမြင်ရတဲ့ပုံစံဖြစ်သွားပါတယ်မဆူကာဇဲကအံ့ဩသွားပေမဲ့ဆူရူကီကအံ့ဩတာစောသေးတယ်ဆိုပြီးတော့သူ့ရဲ့ Everett နဲ့မဆူကာဇဲကိုစပြီးတော့တိုက်ခိုက်ပါတယ်မဆူကာဇဲကလဲကျသွားပေမဲ့ပြန်ထပြီးတော့သူကအားလုံးနဲ့အတူဘောလုံးအတူကစားချင်သေးတယ်လို့ပြောပါတယ်ပြီးတော့မင်းကတာဝန်ယူထားတဲ့အရာကိုအပီးထိလုပ်ရင်နီလန်ကောင်းကိုတွေးလာနိုင်တယ်လို့မဆူကာဇဲကပြောပါတယ်အဲ့ဒီအချိန်မှာဆူရှီကမဆူကာဇဲကိုဘောလုံးနဲ့ကန်လိုက်တဲ့အတွက်မဆူကာဇဲကလဲကျသွားပါတယ်လဲကျသွားတဲ့မဆူကာဇဲကပြန်ထပြီးတော့ရှင်တိုရဲ့အင်ဂျီကိုဆွဲကခေါင်းဆောင်ကိုအရှုံးမပေးဖို့ပြောပါတယ်မဆူကာဇဲရဲ့စကားကိုကြားတော့ရှင်တိုကသူကခေါင်းဆောင်တစ်ယောက်ဖြစ်ပါလျက်နဲ့သူ့အသင်းသားတွေကိုမကာကွယ်ပေးနိုင်ခဲ့ဘူးဆိုတဲ့စကားနဲ့အတူသူ့ရဲ့ခန္ဓာကိုယ်ထဲကနေအဘက်ထာကလည်းထွက်လာခဲ့ပါတယ်ရှင်တိုရဲ့အာဘာဒါကိုမြင်လိုက်ရတဲ့အနက်ရောင်သူရဲကောင်းအသင်းရဲ့နီးပြကိုရိုကီကရှင်တိုဟာနောက်ဆုံးမှာတော့သူ့ရဲ့နှလုံးသားထဲမှာကိန်းအောင်နေတဲ့စွမ်းရည်အစစ်မှန်တွေဟာပေါ်ထွက်လာခဲ့ပြီလို့ပြောပါတယ်ဒီလိုနဲ့ဆူရူကီကသူ့ရဲ့အာဘာဒါစွမ်းအားနဲ့ဘောလုံးကိုရှင်တိုစီကိုကန်လိုက်ပါတယ်ရှင်တိုကလည်းသူ့မှာရှိတဲ့အာဘာဒါစွမ်းအားနဲ့ဆူရူကီကန်လိုက်တဲ့ဘောလုံးကိုတားပါတယ်အဲ့ဒီလိုနဲ့အာဘာဒါချင်းတိုက်တဲ့တိုက်ပွဲကစပါတော့တယ်နောက်ဆုံးမှာဘောလုံးကလေပေါ်မြောက်သွားခဲ့ပြီးရှင်တိုနဲ့ဆူရူကီတို့ကလည်းတယောက်နဲ့တယောက်တိုက်ခိုက်တော့မဲ့အချိန်မှာနီးပြကတော်လိုက်တော့လို့ပြောပါတယ်ဆူရူကီကလည်းဘာဖြစ်လို့ရက်ခိုင်းတာလဲလို့မေးတဲ့အခါအနက်ရောင်သူရဲကောင်းအသင်းရဲ့နီးပြကိုရိုကီကသူတို့ဘက်ကနေစိန်ခေါ်တာကိုပြန်ပြီးရုပ်သိမ်းတယ်လို့ပြောပါတယ်စီးမျိုးအရာအနက်ရောင်သူရဲကောင်းအသင်းဘက်ကနေစိန်ခေါ်တာကိုရုပ်သိမ်းလိုက်တဲ့အတွက်ဘောလုံးပွဲကလည်းပြတ်သွားခဲ့ပြီးရိုင်မွန်အသင်းကလည်းကလပ်ကိုမဖျက်သိမ်းရတော့ပါဘူးဘောလုံးပွဲပြီးသွားတဲ့အချိန်မှာတော့မဆူကာဇဲရဲ့တငယ်ချင်း OE ကရောက်လာပါတယ် OE ကဒီနေ့သူတို့ចောင်းသားတစ်တွေရဲ့မိတ်ဆက်ပွဲရှိတယ်လို့ပြောတော့ဘောလုံးကလွယ်ရင်ဘာမှမသိတဲ့မဆူကာဇဲကလည်းတတိယပြီးနှစ်ယောက်သားအမြန်ပဲမိတ်ဆက်ပွဲကိုသွားရပါတော့တယ်တစ်ဖက်မှာတော့အနက်ရောင်သူရဲကောင်းအသင်းရဲ့နီးပြကူရိုကီကတက်စိန်ငါကလူတစ်ယောက်ကိုရိုင်းမုံဘောလုံးကလပ်ကအသင်းသားတစ်ယောက်ဟာအာဗာဒါကိုထုတ်သုံးနိုင်ခဲ့တဲ့အကြောင်းကိုပြောပြနေပါတယ်မိတ်ဆက်ပွဲမှာတော့မဆူကာဇဲဟာကျောင်းအုပ်ကြီးမိကုန်းပြောနေတာကိုနားထောင်နေပါတယ်အဲ့အချိန်မှာအကောင်သေးသေးနဲ့ចောင်းသားတစ်ယောက်ကမဆူကာဇဲကိုမနက်ကဘောလုံးကစားခဲ့တာအရန်တော်တယ်လို့ပြောပါတယ်မဆူကာဇဲကចောင်းသားတစ်ကိုနာမည်ဘယ်လိုခေါ်လဲလို့မေးတဲ့အခါသူ့ရဲ့နာမည်ကရှင်စုပဲဖြစ်ပြီးသူကလည်းဘောလုံးကန်ရတာကိုနှစ်သက်ပြီးသူ့ရဲ့အိမ်မက်ကလည်းမဆူကာဇဲလိုရိုင်မွန်ဘောလုံးကလပ်မှာပါဝင်ကစားချင်တာလို့ပြောတာကြောင့်အိမ်မက်တွေတူညီကြတဲ့သူတို့နှစ်ယောက်လည်းတငယ်ချင်းဖြစ်သွားကြပါတယ်မိတ်ဆက်ပွဲပြီးတဲ့အချိန်မှာတော့ဆူရူကီကကျောင်းအုပ်ကိုသူကရိုင်းမုံဘောလုံးကလပ်မှာကစားချင်တယ်လို့ပြောပါတယ်ကျောင်းအုပ်ကတော့ရိုင်မွန်ဘောလုံးကလပ်ကိုပျက်စီးအောင်လုပ်ချင်တဲ့လူကဘာရွယ်ချက်နဲ့ရိုင်မွန်ဘောလုံးအသင်းမှာကစားချင်တာလဲလို့မေးပါတယ်
ဆူရုကီကသူတို့ရဲ့ရည်ရွယ်ချက်ကအာဗာတာကိုလူတွေပိုထုတ်နိုင်ပြီးနီးပြကူတို့ကိုလည်းရိုင်မွန်အသင်းကနေမထွက်စေချင်ကြောင်းပြောပါတယ်။ကျောင်းအုပ်ကလည်းနီးပြကူတို့ကိုအသင်းကမထွက်စေချင်တဲ့အတွက်သူနဲ့ဆွေးနွေးလိုက်အောင်မယ်လို့ပြန်ပြောပါတယ်။မဆူကာဇဲနဲ့ရှင်ဆူကဲတို့လည်းဘောလုံးကလပ်ထဲကိုဝင်ဖို့သွားတဲ့အခါအသင်းမှာပြဿနာတစ်ခုဖြစ်နေတာကိုတွေ့ရပါတယ်။အဲ့ဒါကတော့တက်စိတ်ငါးရဲ့အရေးချင်းကိုမြင်လိုက်ရတဲ့အသင်းသားအများစုကဘောလုံးဆက်မကန်နိုင်တော့ဘူးလို့ပြောနေကြတာဖြစ်ပါတယ်။သူတို့ကအချိန်တွေအများကြီးပေးဆက်ခဲ့ပေမဲ့အခုတော့ပြီးသွားပြီဆိုတဲ့စကားနဲ့အတူအသင်းကနေထွက်သွားကြပါတယ်။အသင်းသားအများစုကသူတို့ရဲ့အိမ်မက်ကိုမစွန့်လွတ်ချင်ပေမဲ့ဆက်ပြီးကစားမယ်ဆိုရင်လည်းမနိုင်မှသိနေတာကြောင့်ထပ်ပြီးမကြိုးစားတော့ပဲစွန့်လွတ်ခဲ့ကြပါတယ်။နီးပြကူတို့ရောက်လာတဲ့အချိန်မှာတော့ရိုင်းမွန်အသင်းမှာအသင်းသား9ယောက်ပဲရှိတော့တာကိုတွေ့လိုက်ရပြီးရှင်တို့ကတော့ဒါဟာအသင်းကိုမကာကွယ်ပေးနိုင်ခဲ့တဲ့သူ့ရဲ့အမှားကြောင့်လို့ပြောပါတယ်။ရှင်တို့ကမဆူကာဇဲတို့ကိုတွေ့တော့မနက်ကကူညီပေးခဲ့တာတွေအတွက်ကျေးဇူးတင်ကြောင်းနဲ့အခုချိန်ထိရိုင်းမွန်အသင်းထဲကိုဝင်ကျင်သေးတာလားလို့မေးပါတယ်။မဆူကာဇဲကတော့ဘလို့အခြေအနေမျိုးပဲဖြစ်ပါစေရိုင်းမွန်အသင်းထဲကိုဝင်ကျင်တဲ့သူ့ရဲ့အိမ်မက်ကတော့ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူးလို့ပြောပါတယ်။ရှင်ဆူကဲကသူကလည်းရိုင်းမွန်ဘောလုံးအသင်းထဲကိုဝင်ကျင်တယ်လို့ပြောတော့ဒီစကားကိုကြားလိုက်ရတဲ့ရှင်တို့ကခဏတာအံ့ဩသွားပေမဲ့ဘယ်သူမှအသင်းထဲကိုမလာနဲ့တော့လို့တာပြန်ပြောပါတယ်။အဲ့အချိန်မှာအိုတိုနာရှီရောက်လာပြီးမဆူကာဇဲတို့ကိုဘောလုံးအသင်းထဲတူးညံ့ရင်ဖို့အတွက်မနက်ဖြန်မှာလက်တွေ့လေ့ကျင့်ခန်းစာမှုပွဲတစ်ခုကိုဖြေရမှာဖြစ်ကြောင်းပြောပါတယ်။နှစ်ယောက်သားကခဏတာစိတ်ညစ်သွားပေမဲ့ရိုင်မွန်ဘောလုံးအသင်းမှာကစားခွင့်ရမှာဖြစ်တဲ့အတွက်သဘောတူလိုက်ပါတယ်။အဲ့လိုနဲ့နောက်တစ်နေ့ကြောင်းသွားတော့မဲ့မဆူကာဇဲကသူ့အသက်ကိုကယ်တင်ခဲ့တဲ့ဘောလုံးကိုသူဟာရိုင်မွန်ဘောလုံးကလပ်မှာအသင်းသားတစ်ယောက်ဖြစ်စေရမယ်လို့ပြောပါတယ်။ရိုင်းမွန်ဘောလုံးကလပ်မှာတော့အသင်းသားအများစုကရှင်တို့ကိုသူတို့အသင်းကလူ9ယောက်ပဲရှိတဲ့အတွက်အသင်းထဲကိုဝင်ကျင်တဲ့မဆူကာဇဲနဲ့ရှင်စုကဲတို့ကိုညှင်းလိုက်တဲ့အတွက်မေးခွန်းထုတ်ပါတယ်။ရှင်တို့ကသူ့ရဲ့ဆုံးဖြတ်ချက်ကိုအသင်းသားတွေမကျေနပ်တာကိုသိပေမဲ့သူတို့9ယောက်ထဲနဲ့ပဲရိုင်းမွန်အသင်းကိုပြန်တီဆောက်ကြမယ်လို့ပြောပါတယ်။ဒါပေမဲ့10ယောက်ပါဆိုတဲ့စကားနဲ့အတူဆူရုကီကလည်းရောက်လာပါတယ်။အဲ့ဒီနေရာကိုကျောင်းအုပ်လည်းရောက်လာပြီးဆူရုကီဟာဒီနေ့ကစပြီးရိုင်းမွန်အသင်းသားတစ်ယောက်ဖြစ်သွားပြီဆိုတဲ့အကြောင်းကိုပြောပါတယ်။ရိုင်းမွန်အသင်းသားဖြစ်လာတဲ့ဆူရုကီကိုရှင်တို့ကမကျေနပ်ပေမဲ့အသင်းရဲ့ဝစ်စုံကိုတော့ပေးလိုက်ပါတယ်ဒါပေမဲ့ဆူရုကီကဝစ်စုံကိုလက်နဲ့ရိုက်ချလိုက်တာကြောင့်ရှင်တို့ကလည်းတင်းသွားပါတယ်ဆူရုကီကသူဟာရိုင်မွန်အသင်းကိုစောင့်ကြည့်ဖို့တက်စိတ်ငါးကပိုးလိုက်တဲ့သူဖြစ်ကြောင်းသူညံ့ခံလိုက်ပြီးရှင်တို့ရဲ့ပုံစံကိုလည်းကြည့်လို့မရကြောင်းတဲ့ပဲပြောပါတယ်အဲ့လိုနဲ့နှစ်ယောက်သားရဲ့မြေကြတော့မဲ့အခြေအနေကိုကျောင်းအုပ်ကပဲတားလိုက်ရပါတယ်တစ်ဖက်မှာကြောင်းမသွားရသေးတဲ့မဆူကာဇဲကလည်းကျမ်းပြင်မှာရှိတဲ့အကွက်တွေကိုဘောလုံးနဲ့လေကျင့်နေပါတယ်မကြခင်မှာရှင်စုကဲလည်းရောက်လာပြီးအတူတူလက်တွေ့ပွဲအတွက်ပြင်ဆင်နေပြီးအဲ့ဒီလိုနဲ့နှစ်ယောက်လုံးကြောင်းနောက်ကျတာကိုသတိရပြီးအပြေးသွားရပါတယ်ရိုင်မွန်အသင်းသားတွေဘက်မှာတော့သူတို့ကလွတ်လွတ်လပ်လပ်နဲ့ဘောလုံးကိုကန်ကျင်တာဖြစ်ပေမဲ့လွန်ခဲ့တဲ့နှစ်သူတို့ကအသင်းကိုစောက်ဝင်တဲ့ကတက်စိတ်ငါးကဘောလုံးကိုချဲလဲနေခဲ့တာပဲဖြစ်ပါတယ်တက်စိတ်ငါးကဘောလုံးကန်တဲ့အခါအနိုင်ရှုံးရလက်ကိုကြိုတင်ပြီးသတ်မှတ်ထားပါတယ်။အသင်းတွေကလည်းသူတို့သတ်မှတ်တဲ့အတိုင်းကိုကန်ရတာဖြစ်ပြီးတကယ်လို့သူတို့သတ်မှတ်တာကိုမလိုက်နာတဲ့အသင်းရှိရင်ပြိုင်ပွဲကနေထုတ်ပယ်ပါတယ်။အသင်းသားတွေကသူတို့ရှုံးတဲ့အခါပြန်နိုင်အောင်ကစားခြင်းပေမဲ့လက်တွေ့တော့ဘယ်သူမှမလုပ်နိုင်ပဲပြိုင်ပွဲမှာနိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေဘောလုံးကန်ခြင်းနဲ့စိတ်တစ်ခုတည်းနဲ့ဆက်ပြီးတော့ကစားနေကြတာပဲဖြစ်ပါတယ်။ညနေကျောင်းဆင်းတဲ့အချိန်မှာတော့ရိုင်မွန်အသင်းထဲကိုဝင်ကျင်တဲ့ကျောင်းသားတွေလည်းလက်တွေ့လေ့ကျင့်မှုကိုဖြေကြားရပါတယ်။လေ့ကျင့်မှုကရိုင်မွန်အသင်းသားတွေနဲ့ဘောလုံးကန်ရမှာဖြစ်ပြီးအနိုင်ရှုံးကိုကြည့်မှာမဟုတ်ပဲတဦးချင်းစီရဲ့စွမ်းဆောင်ရည်ကိုသာကြည့်ပြီးဆုံးဖြတ်မှာဖြစ်ပါတယ်။ပွဲစားတဲ့အချိန်မှာတော့ကျောင်းသားတစ်တွေဖြစ်နေကြတဲ့အတွက်အတွဲညီညီမကစားတတ်ပဲတယောက်နဲ့တယောက်ကစကားစစ်ပွဲဖြစ်နေကြတယ်။ဒါပေမဲ့ကိုယ်မှာရှိတဲ့စွမ်းဆောင်ရည်ပုံမူတည်ပြီးဆုံးဖြတ်မှာဖြစ်တဲ့အတွက်သူတို့မှာရှိတဲ့စကေးတွေကိုပြကြပါတယ်။ရှင်တို့ကလည်းအသင်းရဲ့ခေါင်းဆောင်ဆိုတာအလကားဖြစ်လာတာမဟုတ်ကြောင်းပြနေတယ်လို့မဆူကာဇဲနဲ့ရှင်စုကဲကလည်းအသင်းထဲကိုတူးညံ့နိုင်ဖို့အစွမ်းရှိသမျှစူးစမ်းနေပါတယ်။ဒီလိုနဲ့စာမေးပွဲပြီးသွားတဲ့အခါကျောင်းသားတွေရဲ့ရမှတ်ကိုနီးပြခုတို့ကကြီးညာပါတယ်။လေ့ကျင့်မှုကိုအောင်တဲ့လူတွေကမဆူကာဇဲနဲ့ရှင်စုကဲနှစ်ယောက်ထဲသာဖြစ်နေခဲ့ပြီးသူတို့ရဲ့အိမ်မက်တွေကအမှန်တည်းဖြစ်လာတာကြောင့်နှစ်ယောက်လုံးပျော်ရွှင်နေကြပေမဲ့ဒါကိုမကျေနပ်တဲ့ရှင်တို့ကတော့နီးပြစီသွားကဒီနှစ်ယောက်ကလည်းအခြားလူတွေလိုကြားတင်ကြောင်းပြောနေပါတယ်။ခူတိုကတော့မက်ဆူကာဇဲတို့မှသူလိုချင်တဲ့အရေးချင်းတွေရှိနေတာကြောင့်လက်ခံလိုက်တာဖြစ်ပြီးတနေ့မှသူ့ရဲ့လုပ်ရက်ကိုနားလည်လာလိမ့်မယ်လို့ပြောပါတယ်။နောက်နေ့မှာတော့အသင်းသားတစ်ဖြစ်တဲ့မက်ဆူကာဇဲတို့ကိုလက်ရွေးစင်အသင်းတူးညံ့အစုံတေးပေးလိုက်ပြီးပုံမှန်ဆိုရင်နှစ်ယောက်သားကအငယ်တန်းအသင်းမှာအရင်ဆုံးစကစားရမှာဖြစ်ပေမဲ့ဆူရူကီရဲ့လက်ချက်ကြောင့်အငယ်တန်းအသင်းကဖျက်သိမ်းလိုက်ရပြီးလက်ရွေးစင်အသင်းမှာတန်းပြီးကစားရမှာဖြစ်ကြောင်းကီရီနိုကရှင်းပြပါတယ်။ဒီလိုနဲ့မက်ဆူကာဇဲတို့လည်းသူကစားခြင်းနဲ့ဘောလုံးအသင်းမှာရှိတဲ့အသင်းသားတွေနဲ့ပထမဆုံးအကြိမ်လေ့ကျင့်ရေးလုပ်နေပါတယ်။အိမ်ပြန်ကြတဲ့အခါမှာတော့သူတို့နှစ်ယောက်ကလည်းအခြားအသင်းသားတီလိုတန်မာလာအောင်လေ့ကျင့်ဖို့လိုအပ်ကြောင်းပြောပါတယ်။နီးပြတဲ့ခူတိုရဲ့ဘက်မှာတော့ကျောင်းအုပ်ကနောက်တစ်ပတ်မှာအီတိုအလဲတန်းကျောင်းအသင်းနဲ့ဘောလုံးကန်ရမှာဖြစ်ပြီးတက်စိန်ငါရဲ့ဆုံးဖြတ်မှုအရ3ဂိုးမရှိနဲ့ရိုင်မွန်အသင်းကရှုံးမှာဖြစ်ကြောင်းသိပေးပါတယ်။ဒီအကြောင်းကိုကျောင်းသားတီလည်းသိတဲ့အခါအီတိုအလဲတန်းကျောင်းကိုအနိုင်ကန်ခြင်းနဲ့စိတ်ရှိနေပေမဲ့တက်စိန်ငါရဲ့အမိန့်ကိုလည်းလွန်ဆန်လို့မရတာကြောင့်သဘောတူကြပါတယ်
ဒီအကြောင်းတွေမသိတဲ့မတ်စုကာဇဲတို့ကတော့လူမလောက်တဲ့အသင်းမှာသူတို့ပါသူညငင်ကစားရမှာကြောင့်ပျော်ရွှင်နေပြီးအပြင်းထန်လေ့ကျင့်နေပါတယ်ပြိုင်ပွဲစီသွားတဲ့ကားပေါ်မှာတော့မတ်စုကာဇဲနဲ့ရှင်စုကဲကတက်ကြွတဲ့ချက်ပတိဖြစ်နေပေမဲ့ဖွင့်ပြောရင်အငင်းခံရမှာသိတဲ့ဘရိုတို့လိုပဲရိုင်မွန်အသင်းသားတွေကတော့ရှုံးမှသိနေတာကြောင့်မျက်နှာမကောင်းပဲဖြစ်နေကြပါတယ်ဒီလိုနဲ့ပထမဆုံးအကြိမ်လူအများကြီးရှိမှကစားရမယ့်မတ်စုကာဇဲကစိတ်လှုပ်ရှားနေတဲ့အတွက်မန်နေဂျာဖြစ်တဲ့မီဒိုရီကနေရင်ကိုတစ်ချက်လောက်အုပ်ပေးလိုက်ရပြီးဘောလုံးပွဲကလည်းဆက်ပါတယ်အစပိုင်းမှာလှုပ်ပွဲဆိုတာမသိတာအောင်တစ်ဖက်နဲ့တစ်ဖက်ကအပြိုင်ဆိုင်ကစားနေပြီးအဲ့ဒီလိုနဲ့အီဒိုအသင်းကောင်းဆောင်ကသူတို့ရဲ့ကျောနံပါတ်9ဖန်တီးပေးမိဘောလုံးကိုကျောနံပါတ်9ကဂိုးသွင်းမှဖြစ်ကြောင်းရှင်တို့ကိုကြိုသိပေးလိုက်ပါတယ်တက်စိတ်9ရဲ့အမိန့်ကြောင့်ရှင်တို့ကလည်းနောက်တစ်ခါဘောလုံးလူးတဲ့အခါတမင်လွဲအောင်လုပ်ပြီးဒါကိုမတ်စုကာဇဲကလည်းသတိထားမိလိုက်ပါတယ်အီဒိုအသင်းကောင်းဆောင်ပြောတဲ့အတိုင်းဘောလုံးရသွားတဲ့ကျောနံပါတ်9ကသူ့ရဲ့ပြီးပြည့်စုံလမ်းကြောင်းအစွမ်းနဲ့လှလှပပကန်သွင်းလိုက်ပြီးဆန်ဂိုကူကလည်းလောင်မြိုက်ဖန်ဘောနဲ့ဘောလုံးကိုဟန်တားနေပါတယ်ဒါပေမဲ့ဂိုးပေးရမယ့်အမိန့်ကြောင့်မချစ်လို့မဟုတ်ပဲမလွဲတာလို့လက်လွတ်ခဲ့ရတဲ့ဘရိုတို့လိုဆန်ဂိုကူကလည်းလက်လွတ်ခဲ့လိုက်ပါတယ်တက်စိတ်9ရဲ့ဆုံးဖြတ်ချက်အရရိုင်းမွန်ကအီတိုအလဲတန်းကျောင်းကိုရှုံးအောင်ကန်ရမှာဖြစ်ပါတယ်ဒီလိုနဲ့ရိုင်းမွန်အသင်းကရော့ကစားနေတဲ့အတွက်ပွဲအစမှာတင်တကိုးပေးလိုက်ရပါတယ်တက်စိတ်9ရဲ့အကြောင်းတွေကိုမသိသေးတဲ့မတ်စုကာဇဲတို့ကတော့အခုမှတကိုးပဲပေးရသေးတာကြောင့်စိတ်တက်မကြဘူးအသင်းသားတွေကိုပြောပါတယ်ဒါပေမဲ့ပွဲပြန်စလို့ဘောလုံးပေးနေတဲ့အသင်းသားတေစီကနေအီတိုအသင်းကဖျက်လူသွားခဲ့ပြီးသူ့ကိုတားဆီးဖို့လုပ်တဲ့မတ်စုကာဇဲကိုလည်းလှလှပပပဲကြော်ဖြတ်သွားခဲ့ကတိုက်စစ်မှုဖြစ်တဲ့ယူကီချီစီလမ်းပေးလိုက်ပါတယ်ဘောလုံးကယူကီချီစီမရောက်ခင်မှာဂျားကနေရှင်စုကဲကသူ့ရဲ့အမြင့်ခုံစကေးနဲ့ဖျက်လူသွားခဲ့ပြီးရိုင်းမွန်ဘက်ကတဖန်ပြန်ပြီးတိုက်စစ်ဆင်ဖို့ကြိုးစားပေမဲ့အီတိုအသင်းသားကသူ့ရဲ့တခိုးမျက်လုံးနဲ့ဘောလုံးပြန်ရသွားခဲ့ပါတယ်ဒီလိုနဲ့ဘောလုံးပွဲကိုဦးဆောင်နေတဲ့အီတိုအသင်းကပထမပိုင်းပြီးတော့မဲ့အချိန်မှာယူကီချီနဲ့ပြီးပြည့်စုံတဲ့လမ်းကြောင်းနဲ့ဒုတိယမြောက်ဂိုးကိုရသွားခဲ့ပါတယ်အသင်းသားတရဲ့ကစားကွက်နဲ့ခြေစွမ်းကလေ့ကျင့်တုံးကလူဟုတ်မှတ်နေတာကြောင့်မတ်စုကာဇဲကပထမပိုင်းပြီးတဲ့အခါစီနီယာတီကိုမေးလိုက်ပါတယ်သူတို့တာတေချာကန်မဲ့ဆိုအီတိုအသင်းကိုနိုင်မှာတေချာပေါက်ဖြစ်ပေမဲ့ဒီလိုခြေစွမ်းနဲ့ကန်နေတာကရှုံးသွားမယ်ဆိုရင်လည်းအဆင်ပြေတာလားလို့ပြောပါတယ်အဲစကားကြောင့်အသင်းသားတရဲ့ကိုစားဦးတိုနာရှိကပဲဒီပွဲမှာရှုံးလဲပြဿနာမရှိပဲတက်စိတ်9ကသူတို့ရှုံးဖို့ဆုံးဖြတ်ထားကြောင်းပြောပြလိုက်ပါတယ်အဲ့ဒါအပြင်ကျောင်းတစ်ကျောင်းရဲ့ဂုံသတင်းကအဲကျောင်းမှာရှိတဲ့အသင်းပေါ်မူတည်ပြီးခြေစွမ်းမကောင်းတဲ့ကျောင်းကလူရမသူ့ညိုင်တာကြောင့်တက်စိတ်9ကကျောင်းတိုင်းတန်းတူညီမျှရှိနေဖို့ဒီလိုလုပ်တာဖြစ်တဲ့အကြောင်းရှင်းပြပါတယ်မတ်စုကာဇဲကတော့ဒါဟာလက်ခံစရာမရှိပဲသူကစားခြင်းတဲ့ဘောလုံးကဒီလိုမဟုတ်တာကြောင့်မဖြစ်တင်ကြောင်းပြန်ပြောပါတယ်အဲအခါရှင်တို့ကဒေါသတာကြီးနဲ့ဆန်ဂိုကူဟာဘောလုံးကိုတားနိုင်ရက်နဲ့လွတ်ပေးခဲ့ရတဲ့ခံစားချက်ကိုသိရလားဆိုတာနဲ့သူတို့အားလုံးကလည်းတကယ်နိုင်ကန်ချင်ကြတဲ့လူတွေပဲဖြစ်ပေမဲ့အဲ့လိုသာလုပ်မယ်ဆိုရင်သူတို့ချစ်တဲ့ဘောလုံးကိုတစ်သက်လုံးကစားရတော့မှာမဟုတ်ကြောင်းပြောကထွက်သွားခဲ့ပါတယ်ဒီလိုနဲ့ဒုတိယပိုင်းပြန်စချိန်မှာတော့သူကစားခြင်းတဲ့ဘောလုံးဆိုတာဒီလိုမျိုးမဟုတ်ကြောင်းမတ်စုကာဇဲကအတွေးပေါင်းများစွာနဲ့ရက်နေခဲ့ပြီးအီတိုအသင်းသားကလည်းသူလမ်းကြောင်းမှာပိတ်နေတဲ့မတ်စုကာဇဲကိုသူညရင်တိုက်သွားခဲ့ပါတယ်အဲနောက်မှာတော့တတိယမြောက်ဂိုးကိုလည်းယူကီချီကပဲသွားခဲ့ပြီးဒါတွေကိုရက်ကြည့်မနေနိုင်တော့တဲ့မတ်စုကာဇဲကလည်းအခုကဘောလုံးကန်နေတာမဟုတ်ပဲဖျက်ဆီးနေတာလို့ပြောလိုက်ပြီးအီတိုအသင်းကစီကနေဘောလုံးကိုလူယူသွားခဲ့ပါတယ်မတ်စုကာဇဲကရှင်တို့စီဘောလုံးပေးလိုက်ပေမဲ့အားများသွားတာကြောင့်အီတိုအသင်းသားစီပြန်ရောက်သွားပေမဲ့လက်မလျှော့ပဲထပ်ပြီးလူပါတယ်မတ်စုကာဇဲကသူ့ရဲ့ကိုအနာခံကဘောလုံးကိုလိုက်လူနေပြီးဘောလုံးရတဲ့အချိန်တိုင်းမှာလည်းရှင်တို့စီပို့ပေးနေပေမဲ့ရှင်တို့ကတော့မတိချင်အောင်စောင့်နေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဘောလုံးကိုချစ်လို့ကစားနေတဲ့ရှင်တို့အတွက်အချိန်ကြာလာတဲ့အခါမှာတော့သူကိုယ်တိုင်တော့မသိလိုက်ဘဲမတ်စုကာဇဲပေးလိုက်တဲ့ဘောလုံးကိုကွင်းလယ်ကနေဂိုးပေါက်စီတန်းကန်လိုက်ပါတယ်ဒီလိုရက်ကိုဆူရုကီအပါသူညရင်အသင်းသားတွေအားလုံးလည်းအံ့ဩသွားခဲ့ရပြီးအီတိုအသင်းကဂိုးသမားကစုံထိန်ဖန်ဘောနဲ့တားပေမဲ့ဆန်ဂိုကူလိုမဟုတ်ပဲတကယ်မတားလိုက်နိုင်တာကြောင့်ရိုင်းမွန်အသင်းဘက်ကဂိုးရသွားခဲ့ပြီးကစားပွဲကလည်းပြီးသွားခဲ့ပြီဖြစ်ပါတယ်ရိုင်းမွန်အသင်းကအီတိုအလဲတန်းကျောင်းကိုရှုံးသွားခဲ့ပေမဲ့တက်စိတ်9ရဲ့အမိန့်တိုင်းဟုတ်မနေတာကြောင့်သူတို့ဟာတက်စိတ်9ကိုစန့်ကျင်တဲ့သဘောဖြစ်သွားပါတယ်အသင်းသားတွေကရှင်တို့ကိုပါကြောင့်ဂိုးသွင်းလိုက်ရလဲမေးတာကြောင့်မတ်စုကာဇဲပေးတဲ့ဘောလုံးကသူ့ကိုအရာအလုံးနဲ့ရင်ဆိုင်ဖို့ပြောတယ်လို့ခံစားရကြောင်းရှင်တို့ကပြောပြပါတယ်ဘောလုံးပွဲကိုလူတစ်ယောက်ကလည်းစောင့်ကြည့်နေပြီးတက်စိတ်9ရဲ့အမိန့်ကိုမလိုက်နာခဲ့တာကြောင့်ကျောင်းအုပ်လဲတော့ပွားနေပြီးနီးပြခူတို့ကိုခေါ်ခိုင်းလိုက်ပါတယ်အခုချိန်ထိပါကြောင့်ဂိုးသွင်းခဲ့တယ်ဆိုတာစဉ်းစားမရတဲ့ရှင်တို့စီနီးပြခူတို့အလုတ်ထွက်တော့မဲ့အကြောင်းသိလိုက်ရပြီးနီးပြစီအပြေးသွားကသူ့လုပ်ရက်အတွက်တောင်းပန်ပါတယ်ခူတို့ကတော့သူအလုတ်ထွက်ရတာမှန်ပေမဲ့ရှင်တို့ဂိုးသွင်းတုန်းကရခဲ့တဲ့ခံစားချက်ကိုတော့ဘယ်တော့မှမမေ့ဘူးကထွက်သွားခဲ့ပြီးအဲနောက်မှာတော့လူတစ်ယောက်စီကိုသူတို့အစီအစဉ်ဆက်လိုက်တော့ဖို့ပြောလိုက်ပါတယ်စိတ်ဝင်စားရင်အပိုင်း6ကိုနောက်နေ့မှဆက်ပြီးတင်ပေးသွားပါမယ်